ကိုဒိုးနေရောက်တူသွားခြင်းနဲ့အလုပ်တွေလုပ်ပြီးစိတ်ကူးရင်တော့အတူတူနေထိုင်ဖို့ငါတခါတလေမှမျက်နှာငယ်တယ်ရှင်မခိုင်လို့နောက်ကြောင်းတွေဖြတ်ပြီလားလိန်နာညာတာရက်ပြီလားအများကပြောတဲ့မင်းသတင်းတွေကနားနဲ့မဆက်အောင်ဟတ်ထီတာငါလဲလူငယ်တယောက်ပဲအသွေးနဲ့အသားနဲ့တိဆောက်ထားတာအဝေးကမတိုးပါနဲ့ရဲလေးဆိုတဲ့ဒီကောင်နာကအပြတ်သက်ဒီတစ်ခေါက်ဝေးဖို့ကြောင်းကိုငါတွေးရင်မနှက်ပြတ်သတင်းစာထဲမှာတွေ့ပါလိမ့်မယ်နာရေးသတင်းယူတယ်ဘာဖြစ်လို့အဲ့ဒါလောက်တော့ဖြစ်သွားတာလဲမကူမကျူမဆိုင်ကူလေးနဲ့တဲ့အချင်းများစွာနဲ့အကွက်တွေရွှေ့စဲတခြားသူတွေနဲ့အပြစ်မှတွေ့လဲသူ့ရဲ့ပြောမှကျွန်တော်စီးမျောလို့ဝင်သွားတာကိုယူတယ်တော့ပြောပါမရှိနိုင်တော့ချင်များနဲ့